ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါတဟော်ဤ post တို့စာကြည့်တဲ့အခြေပြုစာအုပ်ဆိုင်နေပြီးတော့ကြိုဆိုပါရခင်ဗျကျွန်တော်တို့ဒီပြီးခဲ့တဲ့ရက်ပိုင်းကဆိုဆီယမဂျူးရဲ့စာအုပ်တွေကျွန်တော်မှာစာအုပ်ဆိုင်မှာကျွန်တော်တို့ဆိုင်မှာရနိုင်မဲ့စာအုပ်တွေကိုကျွန်တော်တို့ပြပြီးသွားပြီပေါ့နော်အခုတစ်ခေါက်ကတော့ကျွန်တော်ဆီယမခင်ထူရဲ့စာအုပ်လေးတွေပေါ့နော်ဘယ်စာအုပ်လေးတွေရနိုင်မလဲဆိုတာကိုကျွန်တော်ပြတာပါအဲ့တော့ဆိုင်မှာကတော့ဒီစာအုပ်တွေကတော့ကျွန်တော် update ဖြစ်ပါတယ်လို့ဖြစ်ပါတယ်ပေါ့နော်အသစ်ထွက်ရင်လည်းအသစ်ပေါ့လေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီတစ်လောက်၄ခေါက်လောက်ကရောက်နေတာဆိုတော့အဲ့တော့ဒီအခုဆိုလဲကျွန်တော်တို့တအူးချင်း size ရတအူးချင်းစီအလိုက်ကျွန်တော်စီမှာရနိုင်မယ့်စာအုပ်လေးတွေပေါ့လေအဲ့ဒါလေးတွေကိုကြည့်ပြီးတော့ကိုရီးယားမှာကျင်တဲ့စာအုပ်လေးတွေရှိနေတယ်အခုဒီစာအုပ်လေးကဘယ်လောက်လဲပေါ့နော်မေးပြီးတော့ကျွန်တော်တို့ page messenger ကနေပြီးတော့ပြောပြီးမှာလို့ရရပါတော့ဒီမှာတော့ဈေးတွေမပြောပြသွားတော့ဘူးတချို့သိရဈေးလောက်ပဲပြောပြမယ်ပေါ့နော်ဘာလို့ဆိုတော့ဒီဈေးတွေကတစ်ခုချင်းစီကျွန်တော်မရေးထားဘူးပေါ့နော်ဘာလို့ဆိုတော့စာအုပ်တွေကဗျဈေးတွေကအရန်အပြောင်းလဲတွေများတယ်ပေါ့လေစာအုပ်တွေထွက်ပြီးဆိုတာ ਨੇ ဥပမာခုနကကျွန်တော်တို့ကြည့်လိုက်တဲ့စာအုပ်ဆိုရင်ဒီစာအုပ်ဆိုပြီးခဲ့တဲ့ဒါ2023ကနေတူတယ်ထွက်တာကဒီ1000ဝဲပေါ့လေနော်ဒါပေမဲ့အခုဒီအသက်ထွက်တဲ့ခါကျတော့ဒါ3000ဖြစ်သွားပြီပေါ့လေအဲ့တော့ဈေးတွေကအဲ့လိုမျိုးတွေကိုကွာတာပါဆိုတော့90ရာခိုင်နှုန်းပေါ့နော်အဲ့လိုဖြစ်မယ်ကွာကုန်စည်နှုန်းတွေအခုလည်းဒီကြက်ဥကိစ္စနော်ကြက်ဥတစ်လုံး900ဖြစ်နေတော့အဲ့တော့ကုန်စည်နှုန်းတွေတက်တယ်ဆိုတော့ဒီဟာလည်းဈေးတွေကလည်းပေါ့နော်ဒါဆို90ရာခိုင်နှုန်းတက်သွားတာပေါ့နော်အဲ့လိုပြောလို့ရအဲ့တော့ကျွန်တော်မှရနိုင်တဲ့စာအုပ်ခင်ထူးဆရာမခင်ထူးကကြီးလက်ဝတ္ထုတွေနဲ့ကြီးလက်စာပေကြီးလက်အရေးသားတွေနဲ့နာမည်ကြီးတယ်ဆိုဒီမှာဒီဝတ္ထုတို့ပေါ့နော်ကျွန်တော်တို့ဖတ်ခါကတော့ဝတ္ထုတို့တွေများတယ်ပေါ့လေနော်ဖတ်ရတဲ့မှာအဲ့တော့ဒါတော့ဝတ္ထုလက်လို့ပြောလို့ရမှာနော်ဝတ္ထုလက်ခင်ထူး3လုံးတင်တယ်စတဲ့နာမည်ကြီးပါတယ်ဆရာမရဲ့စာအုပ်နော်ဒါ3ချက်စီ3ချက်စီ3ချက်စီဒါကကြတော့အစ်စ်ပြန်ထွက်တာပါအစ်စ်ပြန်ထွက်တော့ဒီစာရွက်သားကောင်းသွားမယ်ဈေးပြောင်းမယ်ပေါ့ဗျာအဲ့လိုပြောပါတော့အဲ့ဒါရဲ့ဒါကတော့တော်မင်းသမီးဒီຢာထွက်တုံးကလည်းဒါစာပေစုရလိုက်တယ်ပေါ့လေနော်ရရတယ်ဟုတ်တယ်ကျွန်တော်အမှန်မအောင်ဆိုရင်ဒါလည်းရတယ်ဒီဥစ္စာလည်းရတယ်ပေါ့လေဒါဆိုတော်မင်းသမီးကဘာရှင်း2မျိုးရှိတယ်ကျွန်တော်တို့ဈေးအတူတူပဲရောင်းပါနော်ဒီဘာရှင်းလေးလိုချင်လဲယူကြပေါ့နော်အဲ့ဒါရဲ့နောက်တစ်ခုကတော့ဆီယမမိုင်ကန်ရဲ့ဒါကတော့နာမည်ကြီးပေါ့နော်ကျွန်တော်တို့ master page လို့ပြောတဲ့အတိုင်းပဲပေါ့နော်ဒီဆီယမခင်ထူးဆိုတာနဲ့မိုင်ကန်နဲ့တွဲမြင်တဲ့အထိအခုတည်းကလည်းကျွန်တော်စီမှာရောင်းဝဆုံးပေါ့လေအဲ့လိုပြောလို့ရတယ်ကျွန်တော်တို့ဒီစာအုပ်တွေအများကြီးရှိမယ်အဲ့ထဲမှာအယောင်းအဆုံးပြောပါဆိုရင်ကျွန်တော်တို့ဆိုင်ရဲ့ရောင်းအရာဆုံးကတော့မိုင်ကန်ပေါ့နော်ဆီယမခင်ထူးရဲ့မိုင်ကန်ဖြစ်မယ်ခြားဆိုင်တွေလည်းအဲ့လိုဖြစ်ဖို့များပါတယ်ဘာလို့ဆိုတော့အချိန်ခဏပြန်ထုတ်နေတာပေါ့နော်ဒါဆိုရင်လည်းဒသမအချိန်ဖြစ်သွားပြီပေါ့လေအဲ့တော့ဒါကလည်းဘာရှင်း2မျိုးရှိမယ်နော်ကိုယ့်ဘက်ကိုကြိုက်တဲ့ဘာရှင်းတွေဒါလေးကတော့ဒါလေးလည်းရှိသေးရပေါ့လေအဲ့တော့ယူခြင်းလည်းယူကြပေါ့အဲ့ဒါရနောက်ပြီးတော့စူပန်းခွေနော်ဒါလေးလည်းစုရရင်လည်းတူတယ်ကျွန်တော်အမှန်မဟုတ်ဆိုရင်ကျွန်တော်လည်းဖတ်ပြီးကြာပြီပေါ့တက္ကသိုလ်တော့စူပန်းခွေတွေ့ပြည့်နဲ့ပြရွက်လိန်တောင်းစင်နာမည်လေးကလှတယ်ဗျာနော်ဒီလိုဘယ်လိုလဲအဲ့လိုပေးတယ်နာမည်ပေးတာလေးကိုလေကျွန်တော်ကြိုက်တယ်အဲ့တော့ဒီစာအုပ်လေးလည်းဒါအစ်စ်ထွက်တာပါအစ်စ်ထွက်တယ်ဆိုတော့စီနှုန်းတွေလည်းပြောင်းပါတယ်အဲ့ဒါရနောက်ပြီးတော့စီကုံကျိုးနော်ဒီဥစ္စာလေးလည်းမဂဇင်းဝတ္ထုရှင်များဒါလေးလည်းကျွန်တော်စီရပြီပြီးခဲ့တဲ့တစ်ခေါက်ကမေးတာနဲ့ကျွန်တော်မှမရှိတာကျွန်တော်မှားလိုက်တာအများကြီးမှားလိုက်တယ်နောက်ပြီးတော့ဝက်လဲတော့ရှေ့ပစိုးတန်းထုတ်လို့ကြုံမယ်တဲ့မိုက်တယ်နော်နာမည်အဲ့လိုမျိုးလေးတွေပေါ့နော်နာမည်ပေးတာလေးနော်ပဲသင်းကောက်ဆိုတော့ဒီအတိုင်းပဲနာမည်လေးပဲသင်းကောက်ဆိုတဲ့ဟိုပါနော်ရက်တလေးရွာတလေးအညာတလေးဖတ်စိန်ကွန်းတောင်နော်ဒါဆိုလဲဝတ္ထုတို့နဲ့တူတယ်အမျိုးသားစာပေစုရပါနော်အမျိုးသားစာပေစုရဆရာမခင်နဲ့ဖတ်စိန်ကွန်းတောင်ရှိမယ်မောင်ရှင်စိုင်းထန်းယတစာစုများနော်ယတအဲ့ဒါလေးသတိထားပါအဲ့တော့ဒီစာအုပ်လေးရှိတယ်နောက်ပြီးတော့ဒီမှာနောက်တစ်ခုကဆရာမခင်တို့ရဲ့ရက်ကန်းလွန်နော်ရက်ကန်းလွန်အဲ့တော့တချို့တွေဖတ်တယ်ဟိုပေါ့နော်ဖတ်တဲ့လူတွေဆိုရင်တော့ကျွန်တော်တို့ကဒီဆရာမခင်တို့ရဲ့ကြီးလက်ဝတ္ထုလေးတွေဟိုပေါ့နော်အဲ့လိုမျိုးလေးညွှန်ပြတယ်ပေါ့လေနော်ဒါကြောင့်စံရည်ဝိုင်းဒါလေးရှိမယ်ဒါကြည့်ဒါဥစ္စာတွေလည်းဒါဆဋ္ဌမအချိန်ပေါ့လေနော်ဆရာမရဲ့စာအုပ်နော်ရောင်ပေစုရ
ရောင်ပေစုဝတ္ထုတို့များဆရာမခင်ခင်တို့ကကျွန်တော်တို့ကကြိုက်တယ်ဗျဒါပေမဲ့ဒီဟောပြောတဲ့နေရာမှာတော့ကျွန်တော်သိမကြိုက်ဆရာနေဝင်မျိုးကြိုက်တယ်ဟုတ်တယ်သူတို့အတွင်းမှာဟောပြောတဲ့နေရာသိမကြိုက်ဘူးဒါပေမဲ့စာအရေးသားတော့လုံးဝဒီကျွန်တော်တို့ကြိုက်တယ်ပေါ့ဗျာအဲ့ဒါလည်းအကုန်လုံးကလက်ခံပါတယ်နောက်ဒီဥစ္စာလေးလည်းဂျာစစ်ကျိုးဂျာစစ်ယိုးမဟုတ်နော်ဂျာစစ်ကျိုးအဲကျန်နောက်ရတော့ပန်စီကျိုးနော်ပန်စီကျိုးရှိမယ်နောက်ပြီးလှဲရင်ကြော့နာမည်လေးကျွန်တော်ကြိုက်တာပါဆီယမရဲ့ဟောပါလေစာအုပ်လေးလဲရင်ကြော့နောက်ကပကွက်ကြားနော်အဲ့တော့ဆီယမကတော့ဒီဝတ္ထုတူတွေနဲ့ပို့ပြီးတော့မိုင်းငံနဲ့တည်တယ်နောက်ပြီးတော့ဝတ္ထုတူတွေကြီးလက်ဆိုင်ရာအညာဒေသဒလေးတွေနဲ့ပို့ပြီးတော့ရှင်းတည်ကြပါတယ်အဲ့တော့ကျွန်တော်တို့စီမှာဆီယမခင်ရင်တူဘာရရလဲဆိုတာလေးကိုပြပေးတာပါတကယ်လို့ကျွန်တော်တို့စီမှာမှားခြင်းနေဆိုရင်The Hoi Posto Favor Messenger နေပြီးတော့မှာယူအားပေးနိုင်ပါတယ်နောက်တစ်ခုကတကယ်လို့ကိုကဟိုအရောက်ငွေချေလဲရတယ်ပေါ့နော်တကယ်လို့ဆိုင်အောင်လာခြင်းနေဆိုလဲကျွန်တော်တို့ဆိုင်ဒီမဲဆောက်မှာရှိပါတယ်နောက်ပြီးတော့ကိုခဲမက်ကနေပြီးတော့ The Hoi Posto ဆိုပြီးတော့ရိုက်ရှာလိုက်ရတယ်ကျွန်တော်တို့ဆိုင်ကိုတွေ့ပါလိမ့်မယ်တကယ်လို့လာပြူအခက်ခဲရှိတယ်ဆိုရင်ကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုဒီမှာဖုန်းနံပါတ်လေးရှိရနော်အဲ့တော့ iPhone နံပါတ်လေးကိုဆက်ပြီးတော့ကျွန်တော်လက်ညှို့ပေးလို့ရပါတယ်အဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်ပေါ့နော်ကျွန်တော်ကတော့စာဖတ်ရတာကိုကျွန်တော်ကန်ကောင်းမလာတယ်ကျွန်တော်စာဖတ်ရတာကိုသဘောကျတယ်စာအုပ်ရောင်းတယ်စာအုပ်ကြောင်းနေစာစောက်ဆိုင်လာတဲ့လူတွေနဲ့စကားပြောရတယ်လည်းသဘောကျရပေါ့လေအားကြောင့်မို့လဲစာကြည့်တဲ့အခြေပြုစာအုပ်ဆိုင်ပေါ့နော်စာကြည့်တဲ့မှာစာအုပ်တွေငှားတယ်စကားတွေပြောကြတယ်အဲ့ဒီ feeling ကိုကျွန်တော်ကကြိုက်တယ်ပေါ့လေနော်ကျွန်တော်တို့ကတော့ရောင်းရတယ်ငားရလူနဲ့ပြောပါတယ်အဲ့တော့စာအုပ်ဖတ်ချင်တာပဲဖြစ်ဖြစ်စာအုပ်ကြောင်းသိချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့သိသလောက်ပေါ့လေကျွန်တော်ဖတ်ဖို့တဲ့စာအုပ်ကြောင်းတွေမေးနေကျွန်တော်ဒီမှာပြပြပါတယ်နောက်တချို့လူငယ်တွေဘယ်စာအုပ်လေးဖတ်ရမလဲဆိုတော့ကျွန်တော်တို့ပြောကြီးကိုပဲစကားပြောပြီးညှိုးပေးတာပေါ့နော်တရားလေးတော့ကြိုက်တယ်ဒါလေးတော့မကြိုက်ဘူးဘာတော့ဘလို့ရှိတယ်ဒီလိုစာအုပ်တွေဆိုရင်တော့ဖြည်းဖြည်းဖတ်ရမယ်အဲ့လိုပေါ့နော်လမ်းညွှန်ပေးတာလည်းရှိပါတယ်အဲ့တော့ကိုကဘယ်ဟာဖက်ရမလဲမသိတဲ့လူတွေဆိုလဲကျွန်တော်ကိုလမ်းပြီးတော့မေးပြီးပေါ့နော်အဲ့ကြရင်ကျွန်တော်ပြောပြလို့ရရလေးပြောပြပါမယ်ကျွန်တော်တွေ့ကြုံရပါလိမ့်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေစိတ်ချမ်းသာကိုယ်ချမ်းသာရှိပါစေကျေးဇူးတင်ပါတယ်